မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့တက်တောင့်တက်တာနေထိုင်ခြင်းသူတွေအတွက်စနစ်တကျဖန်တီးထားတဲ့ modern style လုံချင်းအိမ်လေးတစ်လုံးကိုလိုက်ကြည့်ကြရအောင်အိမ်ရဲ့အားသာချက်တစ်ခုကတော့ခြံအကျယ်ဝန်းကမျက်နှာပွင့်ပေ100ဘေးတစ်ဖက်တစ်ချက်ကပေ60နောက်ဘက်ပိုင်းပေ130အကျယ်ဝန်းရှိတဲ့နောက်ကွက်နေရာလေးဖြစ်ပါတယ်ဒီနေရာဆိုရင်ရွာလယ်လမ်းမအတင်မှာတည်ရှိတာကြောင့်မလို့ modern single bedroom တစ်ခန်းထည့်သွင်းပါဝင်ထားပြီးတော့ဒီဆိုင်ခန်းဟာဆိုရင်လူလဲနေလို့ရတယ်လို့ဆိုင်လဲဖွင့်လို့ရတယ်ဥပမာ coffee shop လိုမျိုးဆိုရင်အထူးသင့်တော်တယ်နေရာလေးပါရှိမှဖြစ်ပါတယ်ခင်ဗျာအိမ်ရှိပိုင်းကိုကြည့်မယ်ဆိုရင်အဖြူအောင်တုံးနဲ့တက်ရက်တဲ့ modern design ကိုအသုံးပြုပေးထားပြီးတော့အုတ်တိုင်းကိုလည်းအဝိုင်းပုံစံဒီဇိုင်းလေးနဲ့ဖန်တီးပေးထားပါတယ်အုတ်တိုင်းအပေါ်မှာဆိုရင်လည်းလုံခြုံရေးအတွက်ဗလိတ်ဓာတ်သွားစုကြိုးတွေတက်ဆင်ထားပါတယ်ချမွေးအတွင်းမှာလည်းကားလေးစီးခန့်အေးဆေးရနာနိုင်တဲ့ space ရှိပြီးတော့မီနီကားတန်းလေးလည်းထည့်သွင်းဖန်တီးထားတာကြောင့်အိမ်ရှိပိုင်းရပို့ပြီးတော့တဘာဝဆန်တဲ့ feeling ကိုရရှိစေမှာဖြစ်ပါတယ်တောင်ပေါ်ရွာလေးတဲ့ကိုပိုင်ချမ်းလေးနဲ့လိမ်မောဆိုင်ခင်းငယ်ချင်ရတဲ့မင်းနဲ့ခွေးလေးလည်းမွေးမယ်အခုအိမ်အတွင်းပိုင်းကိုဝင်ကြည့်ရအောင်ပါဒီအိမ်မှာတော့ master bedroom တစ်ခန်း single bedroom တစ်ခန်းပါဝင်ပြီးတော့မိသားစုတစုနေထိုင်ဖို့အတွက်တင့်တော်တဲ့အနေအထားဖြစ်ပါတယ်မိသားစုတွေပန်းဖြေအနားယူဖို့ကျယ်ဝန်းတဲ့ဧကန်ဖျားကလေးတီးတန့်ပါဝင်တာကြောင့်မလို့အဆင်ပြေတဲ့အနေအထားတစ်ခုရှိပါတယ် dining room နဲ့ kitchen room area ကိုလည်းအခုလိုတက်တက်ရရလေးနဲ့နေ့စဉ်အသုံးပြုရလွယ်ကူအောင်စနစ်တကျပြုလုပ်ပေးထားပါတယ်အိမ်မှာလိုအပ်တဲ့ရေမိအပြည့်စုံလဲပါဝင်ပြီးတော့လုံးဝအသက်အတိုင်းတန်ရှင်းလက်ဆက်တဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ဒီလိုအေဂျင့်မီတက်ရတဲ့ modern home မျိုးကိုကိုယ်တိုင်လာရောက်ကြည့်ရှုမှဒီရဲ့အလှတရားကိုပို့ပြီးခန်းစားနိုင်မှာဖြစ်ပါတယ်ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတာကဒီအိမ်လေးရဲ့ခေါ်စင်နှုန်းပဲဖြစ်ပါတယ်စင်နှုန်းလေးက fair ဖြစ်ပါတယ်3800ညီနိုင်ပဲခေါ်ဆိုထားတာဖြစ်ပါတယ်အသေးစိတ်သိရှိလိုသူများလာရောက်ကြည့်ရှုလိုသူများအနေနဲ့ screen ပေါ်မှာဖော်ပြထားတဲ့ဖုန်းနံပါတ်မှာတစ်ဆင့်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာအားလုံးအထူးကျေးဇူးတင်ပါတယ်